ယူကရိန်းနိုင်ငံဟာဘလို့ကတိကဝတ်တွေကြောင့်နျူကလ িয়ার လက်နက်ကိုစွန့်လွတ်ခဲ့တာလဲဆိုဗီယက်ယူနီယံပြိုကွဲသွားချိန်မှာယူကရိန်းနိုင်ငံဟာကမ္ဘာပေါ်မှာတတိယကြီးဆုံးနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ခဲ့ပါတယ်။1991ခုနှစ်ယူကရိန်းမှာနျူကလ িয়ার ဘုံတုံးကြီး186ခုဗျူဟာမြောက်ဘုံကျဲလေ44စင်းနဲ့နျူကလ িয়ার လက်နက်ထိပ်ဖူးပေါင်း1900ခန့်ရှိခဲ့ပါတယ်။ဒီလက်နက်တွေဟာဗြိတိန်ပြင်သစ်နဲ့တရုတ်နိုင်ငံတို့ရဲ့နျူကလ িয়ার လက်နက်အင်အားစုစုပေါင်းထက်ပိုများခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းနိုင်ငံဟာ1990ခုနှစ်မှာအချုပ်အခြာအာဏာပိုင်ကြေညာချက်ထုတ်ပြန်စဉ်ကတည်းကနျူကလ িয়ার လက်နက်များကိုလက်မခံမထုတ်လုပ်မရယူရန်ကတိပြုခဲ့ပါတယ်။ဒီကတိကဝတ်ကိုအကောင့်ထဲပေါ်ဖို့1994ခုနှစ်မှာဘူဒါပက်စ်သဘောတူညီချက်ကိုချုပ်ဆိုခဲ့ပါတယ်။ဘူဒါပက်စ်သဘောတူညီချက်အရယူကရိန်းဟာအောက်ပါကတိကဝတ်တွေကြောင့်နျူကလ িয়ার လက်နက်တွေကိုဖျက်သိမ်းခဲ့ပါတယ်။နံပါတ်1လုံခြုံရေးအာမခံချက်များအမေရိကန်ရုရှားဗြိတိန်တို့ကယူကရိန်းရဲ့နယ်နိမိတ်ပိုင်နဲ့အချုပ်အခြာအာဏာကိုလေးစားရန်စစ်ရေးချင်းချောက်မှုမပြုရန်စီးပွားရေးဖိအားပေးမှုမပြုရန်ကတိပြုခဲ့ပါတယ်။နံပါတ်2စီးပွားရေးအကူအညီများယူကရိန်းဟာနျူကလ িয়ার လက်နက်တွေကိုရုရှားကိုပြန်လည်ပေးအပ်ခဲ့ပြီးအစားထိုးအနေနဲ့နျူကလ িয়ার လက်နက်တွေထဲကယူရေနီယံတန်ဖိုးအတွက်ရော်ကျင်းဝင်တဲ့နျူကလ িয়ার ဓာတ်အားပေးစက်ရုံတွေအတွက်လောင်စာတွေရရှိခဲ့ပါတယ်။နံပါတ်3နည်းပညာအကူအညီအမေရိကန်နိုင်ငံကဒုံးမြန်တွေဘုံကျဲလေယာဉ်တွေနဲ့နျူကလ িয়ার အခြေခံအဆောက်အုံတွေကိုဖျက်သိမ်းဖို့ဒေါ်လာတန်း300ကျော်ယနေ့တန်ဖိုးအရဒေါ်လာတန်း636တန်းထောက်ပံ့ခဲ့ပါတယ်။နံပါတ်4နျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ်ယူကရိန်းဟာနျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ်ကိုနျူကလ িয়ার လက်နက်မပိုင်ဆိုင်တဲ့နိုင်ငံအဖြစ်လက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီသဘောတူညီချက်အရယူကရိန်းဟာ1996ခုနှစ်မှာနျူကလ িয়ার ထိပ်ဖူးအလုံးကိုရုရှားကိုပြန်လည်ပေးအပ်ခဲ့ပြီး2001ခုနှစ်မှာနောက်ဆုံးကျန်ရှိတဲ့ဗျူဟာမြောက်နျူကလ িয়ার လက်နက်တဲ့ဆောင်ရေးရင်ကိုဖျက်သိမ်းခဲ့ပါတယ်။ဒါပေမဲ့2014ခုနှစ်မှာတော့ရုရှားဟာခရိုင်းမီးယားဒေသကိုသိမ်းပိုက်ခဲ့ပြီး2022မှာယူကရိန်းကိုကျူးကျော်စစ်ဆင်ရေးလုပ်ခဲ့တာကဘူဒါပက်စ်သဘောတူညီချက်ကိုချိုးဖောက်ခဲ့တာဖြစ်ပါတယ်။ဒီအဖြစ်အပျက်တွေကြောင့်ယူကရိန်းနိုင်ငံသားတွေနဲ့ကမ္ဘာ့ခေါင်းဆောင်တွေကယူကရိန်းရဲ့နျူကလ িয়ার လက်နက်ဖျက်သိမ်းခဲ့တဲ့ဆုံးဖြတ်ချက်ကိုပြန်လည်သုံးသပ်လာကြပါတယ်။ယူကရိန်းလွှတ်တော်အမတ်ပပလိုရီဇန်နန်ကိုက2014ခုနှစ်မှာကျွန်တော်တို့ဒီသဘောတူညီချက်ကြောင့်နျူကလ িয়ার လက်နက်တွေကိုစွန့်လွတ်ခဲ့ပါတယ်။အခုတော့ယူကရိန်းမှာကြီးမားတဲ့အမှားလုပ်ခဲ့မိတယ်ဆိုတဲ့ခံစားချက်ပြင်းထန်နေပါတယ်လို့ပြောခဲ့ပါတယ်။သူကပဲနျူကလ িয়ার လက်နက်ရှိရင်အခြားနိုင်ငံတွေကအလွယ်တကူကျူးကျော်မှုတွေလုပ်ရဲမှာမဟုတ်ဘူးလို့လည်းဖြည့်ဆွတ်ပြောဆိုခဲ့ပါတယ်။ရုရှားနိုင်ငံအနေနဲ့သဘောတူညီချက်ကိုချိုးဖောက်ခဲ့ပြီးဖြစ်သလိုအမေရိကန်အနေနဲ့လည်းယူကရိန်းပေါ်စီးပွားရေးဖိအားပေးမှုပြုလုပ်သလိုဖြစ်ခါယခုချိန်မှာတော့ယူကရိန်းကိုအကူအညီတွေထပ်မံပေးဖို့မရရတဲ့အခြေအနေမှာရှိနေပါတယ်။ဒီဖြစ်ရပ်ဟာမြည်တို့သောသဘောတူညီချက်စာချုပ်တွေချုပ်ဆိုနေပါသေး။အင်အားကြီးနိုင်ငံတွေကဒီသဘောတူညီချက်တွေကိုအချိန်မရွေးချိုးဖောက်နိုင်တာကိုပြသနေရလဲဖြစ်ပါတယ်။ယခုလည်းဥရောပနိုင်ငံကြီးတွေဟာအားနည်းသူယူကရိန်းဘက်မှပြောင်ပြောင်တင်းတင်းရပ်တည်လိုခြင်းမရှိပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်ကယူကရိန်းပေါ်ထောက်ပံ့ငွေတွေဟာချင်းငားထားခြင်းလို့ယူဆနေပါတယ်။ယူကရိန်းတို့အနေနဲ့ရုရှားကိုဆက်လက်ခုခံနိုင်ရေးအတွက်အမေရိကန်တို့ထံမှစစ်ရေးအထောက်ပံ့ရယူနိုင်ရန်တိုင်းပြည်တွင်းကမြေရှားတပ်တုထုတ်ယူခွင့်နဲ့ကြားကန်ထားရပါတယ်။ဘူဒါပက်စာချုပ်အရတိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုတေချာပေါက်ကာကွယ်ပေးမယ်ဆိုတဲ့ကတိတွေဟာအကယ်၍ယူကရိန်းနိုင်ငံစီကသူတို့လိုချင်တာသာမရှိနိုင်တော့ရင်ရုရှားရဲ့ကျူးကျော်မှုကိုတော့ကူညီအားဖြည့်မဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။လောလောဆယ်အပြစ်ခတ်ရက်စဲထားဖို့ညှိနှိုင်းနေတယ်ဆိုတော့လေရုရှားသမ္မတပူတင်အနေနဲ့သူနဲ့အဆင်မပြေသူယူကရိန်းသမ္မတဇင်လန်စကီးကိုနှုတ်ထွက်စေခြင်းနေပြီးရွေးကောက်ပွဲကိုချဲလှယ်ဖို့အထိကြံစီနေပါတယ်။အိမ်ဖြူတော်တွဲဆောင်ပွဲမှာလည်းဇင်လန်စကီးအနေနဲ့ရုရှားနဲ့ပြည်လည်ဖို့အကြိမ်ပေါင်းများစွာသဘောတူစာချုပ်တွေချုပ်ဆိုခဲ့တော့လေအကြိမ်ကြိမ်ချိုးဖောက်ခံခဲ့ရကြောင်းဖွင့်ပြောခဲ့ပါတယ်။သမ္မတအိုဘားမားလက်ထက်1914ခုနှစ်တုန်းကပူတင်ဟာအပြစ်ခတ်ရက်စဲရေးစာချုပ်ကိုချိုးဖောက်ပြီးခရိုင်းမီးယားဒေသကိုကျူးကျော်တပ်ဖြတ်မှုတွေလုပ်ဖူးကြောင်းပြောပြခဲ့ပါတယ်။ခရိုင်းမီးယားကိုကျူးကျော်သိမ်းပိုက်ခဲ့တဲ့ဖြစ်စဉ်ဟာ2014ခုနှစ်မှာဖြစ်ပွားခဲ့တဲ့အရေးကြီးသမိုင်းဝင်အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ဒီဖြစ်စဉ်ကိုပြောရရင်ယူကရိန်းနိုင်ငံရဲ့နိုင်ငံရေးအခြေအနေနဲ့စတင်ရမှာဖြစ်ပါတယ်။2013ခုနှစ်နှောင်းပိုင်းမှာယူကရိန်းသမ္မတဗီတာယူနူကိုဗစ်ကဥရောပသမဂ္ဂနဲ့ကုန်သွယ်ရေးသဘောတူညီချက်ကိုရုတ်တရက်ရပ်ဆိုင်းလိုက်ပြီးရုရှားနဲ့ပုံမှန်နီးကပ်တဲ့ဆက်ဆံရေးကိုရွေးချယ်ခဲ့ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ကြောင့်ယူကရိန်းမှာအကြီးကျယ်ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးမိုင်တန်တော်လန်ရေးလို့ခေါ်တဲ့လူထုအုံကြွမှုကြီးဖြစ်ပွားခဲ့ပါတယ်။2014ခုနှစ်ဖေဖော်ဝါရီလမှာတော့ဆန္ဒပြမှုတွေပုံမှန်ပြင်းထန်လာကအဓိကရုဏ်းတွေဖြစ်လာခဲ့ပါတယ်။ဖေဖော်ဝါရီ22ရက်နေ့မှာသမ္မတယူနူကိုဗစ်ဟာယူကရိန်းကနေထွက်ပြေးသွားခဲ့ပြီးရုရှားကိုခိုလုံခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲရုရှားသမ္မတပူတင်ကခရိုင်းမီးယားကိုသိမ်းပိုက်ဖို့အစီအစဉ်ကိုစတင်ခဲ့ပါတယ်။ဖေဖော်ဝါရီ23ရက်နေ့ခရိုင်းမီးယားရဲ့မြို့တော်စီဝတ်ဆိုဗိုမှာရုရှားထောက်ခံပွဲတွေဖြစ်လာခဲ့ပါတယ်။နောက်ထပ်4ရက်အကြာမှာတော့ရုရှားစစ်တပ်ဝတ်စုံမပါတဲ့လက်နက်ကိုင်တွေကခရိုင်းမီးယားလွှတ်တော်အဆောက်အုံနဲ့လေဆိပ်တွေကိုသိမ်းပိုက်ခဲ့ပြီးအဲ့ဒီလက်နက်ကိုင်တွေကိုအစိမ်းရောင်လူကလေးများ Little Gremlin လို့ခေါ်ကနောက်ပိုင်းမှာရုရှားစစ်သားတွေပဲဖြစ်ကြောင်းပူတင်ကိုယ်တိုင်ဝန်ခံခဲ့ပါတယ်။မတ်လ1ရက်နေ့မှာတော့ရုရှားလွှတ်တော်ဘက်ကပူတင်ကိုခရိုင်းမီးယားမှာစစ်အင်အားအသုံးပြုခွင့်ပေးခဲ့ပါတယ်။မတ်လ6ရက်နေ့ခရိုင်းမီးယားလွှတ်တော်ကရုရှားနဲ့ပူးပေါင်းဖို့စာနာခံယူပွဲပြုလုပ်ရန်ဆုံးဖြတ်ခဲ့ပါတယ်။မတ်လ16ရက်နေ့မှာတော့ရုရှားကကြီးညာတဲ့ရလဒ်အရမဲပေးသူ96.9% ကရုရှားနဲ့ပူးပေါင်းဖို့ထောက်ခံခဲ့တဲ့ဆိုတော့လေအဲ့ဒီစာနာခံယူပွဲကိုနိုင်ငံတကာကအတိအမှတ်မပြုခဲ့ပါဘူး
မတ်လ18ရက်နေ့ပူတင်ဟာခရိုင်းမီးယားကိုရုရှားဖက်ဒရေးရှင်းရဲ့အစိတ်ပိုင်းဖြစ်တရားဝင်ကြေညာခဲ့ပြီးရုရှားနဲ့ပေါင်းစည်းရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒီသိမ်းပိုက်မှုကိုကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းအဝိုင်းကရှုတ်ချကာယူကရိန်းရဲ့နယ်နိမိတ်ပိုင်နက်နဲ့အချုပ်အခြာအာဏာကိုချိုးဖောက်တဲ့လုပ်ရပ်အဖြစ်သတ်မှတ်ခဲ့တဲ့အပြင်အမေရိကန်နဲ့ဥရောပသမဂ္ဂတို့ကရုရှားပေါ်စီးပွားရေးပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။ခရိုင်းမီးယားကိုသိမ်းပိုက်ခဲ့တာဟာရုရှားတို့အတွက်မဟာဗျူဟာမြောက်ရေးပါမှုရှိခဲ့ပါတယ်။ခရိုင်းမီးယားဟာပင်လယ်နက်ကိုထိန်းချုပ်နိုင်တဲ့အနေအထားရှိပြီးရုရှားရဲ့ပင်လယ်နက်စစ်သင်္ဘောအုပ်စုအတွက်အရေးကြီးတဲ့အခြေစိုက်စခန်းလည်းဖြစ်ပါတယ်။ဒါအပြင်ခရိုင်းမီးယားမှာရုရှားလူမျိုးအများစုနေထိုင်ကြတယ်ဆိုတဲ့တမိုင်းကြောင်းအရဆက်စပ်မှုရှိတာကိုအကြောင်းပြကရုရှားကသူတို့လုပ်ရက်ကိုကာကွယ်ခဲ့ပါတယ်။ဒီတော့ရုရှားသမ္မတဇင်လန်စကီးကထိုကျူးကျော်စစ်အကြောင်းထောက်ပြပြီးခင်ဗျားတို့ဘလို့တန်တမဆက်ဆံရေးအကြောင်းပြောနေရလဲလို့ဒုသမ္မတ JD Vance ကိုမေးခွန်းထုတ်ခဲ့ပါတယ်။ဒါကိုမခံမရနိုင်ဖြစ်သွားတဲ့ JD Vance ကမင်းအနေနဲ့ဖျက်ဆီးနေပြီဖြစ်တဲ့မင်းနိုင်ငံကိုကာကွယ်ဖို့ကြိုးစားနေတဲ့အမေရိကအစိုးရထံသမ္မတယုံကန်ထိလာတိုက်ခိုက်နေရလားလို့ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။ဇင်လန်စကီးကတော့စစ်ပြစ်နေတဲ့နိုင်ငံတိုင်းမှာအခက်အခဲကိုစီရှိနေနိုင်ပြီးပင်လယ်တစ်ဖက်ကမ်းကအမေရိကန်တို့အနေနဲ့လည်းစစ်ပွဲရဲ့ရိုက်ခတ်မှုကိုတစ်ချိန်ချိန်ခံစားလာရလိမ့်မယ်။အဲချိန်ကျဖျားသခင်ကောင်းကြီးပေးပါစေလို့ချီးပါခဲ့ပါတယ်။ထိုစကားမဆုံးခင်မှာပဲသမ္မတဒေါ်နယ်ထရန့်ဟာဇင်လန်စကီးအနေနဲ့ပြဿနာကူညီဖြေရှင်းဖို့ကြိုးစားနေတဲ့အမေရိကကိုဘယ်လိုခံစားရမလဲဆိုတာပြောနိုင်တဲ့အခြေအနေမျိုးမဟုတ်ပဲမင်းဟာလူတန်းပေါင်းများစွာရဲ့အသက်နဲ့တတိယကမ္ဘာစစ်ဖြစ်ဖို့အလောင်းစားလုပ်နေရလို့ဒေါသတကြီးထပြောခဲ့ပါတယ်။ဒါစစ်ရှုံးနေတဲ့နိုင်ငံကသမ္မတတယောက်ဟာဒီအချိန်ဒီနေရာမှာသူတို့လိုအင်အားကြီးနိုင်ငံခေါင်းဆောင်တွေကိုမလေးမစားလာမလုပ်ဖို့တတိပေးလိုက်တဲ့စကားလည်းဖြစ်ပါတယ်။ကျူးကျော်စစ်မှန်သိပေမဲ့ဥရောပနိုင်ငံကြီးတွေကလက်ဆောင်ထားတာခံနေရတဲ့သမ္မတဇင်လန်စကီးနေရာကဝန်ခံသားကြည့်ရရင်ကမ္ဘာမှာယနေ့အချိန်ထိအင်အားကြီးသူတွေဟာပြောင်ပြောင်တင်းတင်းအနိုင်ကျင့်နေသေးလို့မှတ်ယူနိုင်ပါတယ်။